ချိန်ရှိခိုက်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ကြဖို့မလှုပ်ဘဲမနေကြနဲ့ဆိုတာကိုအထူးသတိပြောတာပေါ့လှုပ်တင်လှုပ်ထိုက်တာတွေကိုမလှုပ်ဘဲနဲ့အချိန်လွန်သွားပြီဆိုလို့ရှိရင်လူဟာနောင်တပူပန်တတ်တယ်တဲ့နောင်တဆိုတာကိုတချို့ကအကောင်းလုပ်နေကြတယ်နော်ငါဘယ်တော့မှနောင်တမရဘူးဆိုတာသူကအခုံရှိတဲ့ထင်ပြီးပြောနေကြတယ်ဒီမှာတော့သုံးတာအနုတပါလို့စိတ်ပူစရာချွတ်တင်လုံးမဲ့ဟာတွေလုံးမထားလို့နောက်ပိုင်းကျတော့မလုံးမိတာမှားလိုက်တာလို့ထင်တာကိုနောင်တပူပန်တယ်လို့ခေါ်တာဘုရားစာပေမှာတော့နောင်တပူပန်တာနောင်တရတာဆိုတာနဲ့တခြားစီပေါ့နောင်တပူပန်တယ်ဆိုတာနောက်မှဘာမှလုပ်လို့မရတော့ဘူးဆုံးရှုံးမှုနဲ့ကြုံကြရတယ်အဲ့ဒါနောင်တပူပန်တယ်လို့ခေါ်တာကုတ်ကုတ်ဆလို့သုံးတာဝရိပေါ့အဲ့ဒါနောင်တပူပန်သူတို့ကနောင်တရတယ်ဆိုတာကြတော့တတိတရားရတာကိုပြောတာအတိတရားရတာကိုပြောတာနောင်တမရဘူးဆိုတဲ့သူကဘာကိုပြောတာလဲငါလှုပ်ချင်တာမိုက်ရှာရှိဆက်မိုက်မယ်ဆိုတော့ဒီလိုအဓိပ္ပာယ်မျိုးရောက်နေနော်လှုပ်ရှာရှိဆက်လုံးမယ်ငါမှားတယ်လို့ဘယ်တော့မှမယူဆဘူးဆိုတဲ့ဟာဒီအပြောမျိုးတွေကိုခုရှိတဲ့ထင်ပြီးပြောလာကြတာတွေရှိပေါ့ငါဘယ်တော့မှနောင်တမရဘူးဆိုတာကိုလို့တော့မှားတယ်လို့မသိဘူးအမှန်လို့ပဲထင်ပြီးတော့လှုပ်ရှာရှိဆက်လုံးမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်အမှားနဲ့အမှန်ဆိုတာရှိတယ်အမှားလုပ်ပြီးရင်ကိုယ့်ဟာကိုမှားတယ်လို့ပြောရမှာအမှားလုပ်ပြီးအမှန်ထင်နေတဲ့လူကလူပိုက်ပဲမှားတော့လူပိုက်ကလည်းသူ့ကိုယ်သူဘယ်တော့မှလူပိုက်လို့မပြောဘူးကျွန်တော်ကလူကောင်းမှသူတို့ကြောင့်ကျွန်တော်မိုက်ရတာပါဖြစ်သွားတယ်အဲ့လိုလူတွေခုခေတ်လည်းပေါ်တယ်ဗျာနိုင်ငံထဲမှာရှိငါဘယ်တော့မှနောင်တမရဘူးဆိုတဲ့လူတွေရှိအဲ့တော့နောင်တဆိုတာကောင်းတာလုပ်လို့နောင်တရတာဘယ်ရှိပါမလဲဥပမာငယ်တုန်းကစူးစမ်းလို့စီးပွားရေးအောင်မြင်ပြီးတထေးဖြစ်တယ်ဘာနောင်တရစရာလို့လဲနောင်တဆိုတာနောင်မတန်းတပြီးတော့စိတ်ထဲမှာမချစ်မရဲဖြစ်တာမှနောင်တလို့ပြောမှာပေါ့ဟုတ်တယ်မလားနောင်တဆိုတာနောင်ကြမှာတန်းတရတဲ့ဟာကိုနောင်တလို့ခေါ်တာ